မိတ်ဆွေတို့စဉ်းစားကြည့်ဘူးပါသလားဘဝရဲ့နောက်ပိုင်းရောက်လာချိန်မှာကိုလုတ်ခဲ့တဲ့အရာတွေအတွက်နောင်တဆိုတာမျိုးမဖြစ်အောင်ဘလို့နေထိုင်သွားတင်လဲဆိုတာပါဒီနေ့မှာတော့ရှေးရခင်ကဇနတန်တမမင်းကြီးရဲ့အကြောင်းကိုပြောပြပေးခြင်းပါတယ်မင်းကြီးရဲ့အဆုံးအမတွေကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာအထောက်အကူဖြစ်စေပါလိမ့်မယ်တစ်ချိန်ကဇေတဝန်ကျောင်းမှာမြတ်စွာဘုရားတည်င်းသုံးနေတော့ကောသလမင်းကြီးဟာအစိုးရချင်းရဲ့မန်နဲ့မိလျော့နေခဲ့ပါတယ်တရားဆုံးဖြတ်တာမျိုးမလုပ်သလိုမြတ်စွာဘုရားထံလည်းမရောက်ဖြစ်ခဲ့ပါဘူးတရက်မှာတော့မင်းကြီးတတိယပြီးမြတ်စွာဘုရားစီတွားရောက်ဖူးမြော်ခဲ့ပါတယ်ဒီအခါမှာမြတ်စွာဘုရားကကောသလမင်းကြီးကိုဘာလို့ကြာမလာတာလဲလို့မေးပါတယ်ပြီးတော့မင်းကြီးလိုပဲရှေးပညာရှိတွေဟာဆုံးမမဲ့သူမရှိပဲသူစရိုက်တရား၃ပါးနဲ့ဖြောင့်မတ်စွာမင်းပြုခဲ့ဖူးကြောင်းမိန့်ကြားခဲ့ပါတယ်ဒီလိုနဲ့မင်းကြီးကိုရှေးတုန်းကဇနတန်တာမင်းကြီးရဲ့အကြောင်းကိုဟောကြားတော်မူခဲ့ပါတယ်လွန်ခဲ့သောကာလဗာရဏသီပြည်မှာပြမတက်မင်းကြီးအုပ်စိုးစဉ်ကဖျားအလောင်းတော်ဟာဇနတန်တာအမည်နဲ့သားတော်ဖြစ်ဖွားမြင်ခဲ့ပါတယ်မင်းသားဟာတက္ကသိုလ်ပြည်မှာပညာသင်ပြီးပြန်လာတဲ့အခါဖခင်မင်းကြီးကအိမ်ရှိမင်းရာထုကိုပေးခဲ့ပါတယ်ဖခင်မင်းကြီးနတ်ရွာဆန်တဲ့အခါဇနတန်တာမင်းသားဟာမင်းအဖြစ်ကိုရရှိပြီးဇနတန်တာမင်းကြီးလို့ထင်ရှားခဲ့ပါတယ်မင်းကြီးဟာမြို့တကား၄မျက်နှာမြို့လယ်နဲ့နန်းတော်တကားစုစုပေါင်း6နေရာမှာအလူခံတဲတွေဆောက်ပြီးနေ့တိုင်းငွေ6သိန်းကိုလှူဒန်းခဲ့ပါတယ်မင်းကြီးဟာအကျဉ်းထောင်တွေကိုလည်းအမြဲတမ်းဖွင့်ပေးထားခဲ့ပါတယ်သင်္ဃဟတရား၄ပါးနဲ့ပြည်သူတွေကိုထောက်ပံ့ခဲ့ပြီး၅ပါးသီလ၈ပါးသီလတို့ကိုစောင့်ထိန်ကတရားနဲ့အညီအုပ်ချုပ်ခဲ့ပါတယ်မင်းကြီးကပြည်သူတွေကိုအလူပေးကြသီလစောင့်တည်ကြဘာဝနာပွားများကြကုသိုလ်ကမ္မပဋ္ဌတရား10ပါးကိုကြိုးစားအားထုတ်ကြလို့ဆုံးမခဲ့ပါတယ်အဲ့ဒီတရား10ပါးထဲမှာလူငယ်ဘဝမှာမလုံးမိရင်နောက်ပိုင်းနောင်တရနိုင်တဲ့အချက်တွေပါဝင်ခဲ့ပါတယ်မင်းကြီးရဲ့အဆိုအရငယ်ရွယ်စဉ်မှာရသင့်ရထိုက်တဲ့ပစ္စည်းဥစ္စာကိုမစည်းပူးမိရင်အိုမင်းနဲ့အခါနှောင်တရတတ်ပါတယ်ဒါအပြင်အတတ်ပညာမရှိဘဲအသက်မွေးရခြင်းဟာဆင်းရဲပင်ပန်းလှလို့ငယ်စဉ်ကပညာမသင်မိရင်လဲအိုမင်းနဲ့အခါစိုးရင်ပူပန်ရပါလိမ့်မယ်ငယ်စဉ်ကကောက်ကျစ်ဆင်းလဲတာသူတစ်ပါးကိုကုန်းချောတာကြမ်းတမ်းတဲ့စကားပြောတာမျိုးတွေလုပ်ခဲ့မိရင်လဲနှောင်တရတတ်ပါတယ်ဒါအပြင်သူတစ်ပါးအသက်သက်တာရက်ဆက်ကြမ်းကြုတ်တာသူတစ်ပါးမယားကိုပြစ်မှားတာဒါနမလူဒန်းမိတာတွေဟာနောက်ပိုင်းမှာစိုးရိမ်ပူပန်မှုကိုဖြစ်စေနိုင်ပါတယ်ငယ်စဉ်ကအိုမင်းနဲ့မိဘတွေကိုမကြွေးမွေးမိတာမိဘဆရာသမားတွေကိုမထေမဲ့မြင်ပြုခဲ့မိတာတွေဟာလည်းနောင်တဖြစ်စေတတ်ပါတယ်သီလရှိပြီးဘ ഹു တုဒများတဲ့ယဟန်ပုံနာတွေကိုမစည်းကပ်မိတာချိုးချံတဲ့အကျင့်တွေကိုမကြင့်ကြံမိတာတွေဟာနောက်ဆုံးမှာစိုးရိမ်ပူပန်ရကြောင်းမင်းကြီးကဟောကြားခဲ့ပါတယ်ဇနတန်တာမင်းကြီးရဲ့အဆုံးအမတွေကိုပြည်သူတွေကလိုက်နာကျင့်သုံးခဲ့ကြပါတယ်ဒါကြောင့်ဒီ10ပါးသောအကြောင်းအရာလုပ်ငန်းကိစ္စတွေကိုပြုလုပ်ခဲ့တဲ့သူတိုင်းဟာနောက်အခါမှာစိုးရိမ်ပူပန်ခြင်းမရှိဘဲတေလွန်တဲ့အခါနတ်ပြည်ကိုရောက်ရှိခဲ့ကြပါတယ်မင်းကြီးရဲ့အဆုံးအမတွေကဒီနေ့ခေတ်ကျွန်တော်တို့အတွက်လည်းအဖိုးတန်သင်ခန်းစာတွေဖြစ်နေပါသေးတယ်